မင်္ဂလာပါကျွန်တော်နာမည်ကဒေါက်တာကောင်းမြတ်ဖြိုးဖြစ်ပါတယ်ကျွန်တော်ကမိသားစုကျန်းမာရေးအတိုင်းပင်ခံဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်က2015ခုနှစ်တည်းကစပြီးတော့ဒီစိတ်ကူးသားခြင်းအလုပ်ကိုလုပ်ခိုင်းနေခဲ့တဲ့ကျန်းမာရေးဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ channel တစ်လေးမှာဒီစိတ်ကူးသားခြင်းနဲ့ဆိုင်တဲ့ဗီဒီယိုတွေဒီအများပြည်သူဘုဒ္ဓတာရစရာကျန်းမာရေးကိစ္စတွေအခြား mini blog လေးတွေsharing လုပ်ပေးဖို့ရှိပါတယ်အဲကြောင့်ကျွန်တော်ရဲ့ဒီ channel လေးကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်